စာသင်ချောင်းတွေကဘာတွေသင်ပေးတယ်တော့တို့လည်းမသိဘူးပေါ့လေနော်သူများနိုင်ငံမှာတော့ငယ်စဉ်တောင်ကြီးကလေးဘွားကလေးကစားတတ်အောင်တောက်တတ်အောင်နေတတ်အောင်ထိုင်တတ်အောင်သွားတတ်အောင်လာတတ်အောင်လမ်းစည်းကမ်းဆိုတာမူလတန်းကလေးကစသိနေပြီဒီမှာတော့ဘယ်ဘွဲရမှလမ်းပေါ်မှာစည်းကမ်းနဲ့သွားတာမတွေ့ဘူးရှင်းလားသဘောပေါက်သလားအဲ့တော့ဘာเจ้าတွေကဘာတွေသင်နေတယ်တော့တို့မသိဘူးအသုံးမကျတာတော့အမှန်ပဲအဲ့တော့နိုင်ငံတကာကပညာတက်တဲ့အတိုင်းဝိုင်းနေဆိုတော့အစားစားတာကစကယ်လိုရီတွက်စားတင်းယုံပဲစားတယ်နိုင်ငံသားတွေဦးဇင်းတို့အများကြီးပေါင်းသင်းဆက်ဆံမှုတယ်အများကြီးဧည့်ခံမှုတယ်အဲ့တော့ဗမာပြည်မှာထွက်တဲ့ဖရဲသီးသူတို့သိကြိုက်တယ်တဲ့ငပြောသီးကြိုက်တယ်โอเคဗမာတွေလိုချပေးတာပေါ့သူတော့ तू ကသင့်တန် तू စားမလောက်ကလေးတစ်လုံးတောင်တစ်ခါတလေမပြည့်ဘူးဖြတ်ပြီးတော့ဒီလောက်ကလေးပဲစားတယ်ထပ်စားပါအောင်ဆိုရပြီတဲ့ငါခန္ဓာကိုယ်အတွက်လုံလောက်သွားပြီတဲ့ဖရဲသီးလေးတစ်စိတ်ပဲစားဘယ်ငါတို့ကြက်ရင်တစ်လုံးလုံးကင်တွယ်ပလိုက်မှာပေါ့ငယ်တော့အများဦးဇင်းတို့ဘောလုံးကန်ပြီးတော့တငယ်ချင်းတယောက်ရှိတယ်အခုချိန်ထိမသေးသေးပါဘူးမိုးကုတ်မှာကိုသမားဖမ်းတဲ့ကိုဖမ်းတဲ့ကောင်ငလုံးနဲ့ဘောလုံးပွဲလည်းပြီးရောအမေကကဲငါသားတွေစားရအောင်နဲ့ဆိုပြီးတော့ငါပြောသီးချပေးတာတယောက်တည်းတဖီးကုံဝါချထဲအဲ့တော့အာဟာရဖြစ်အောင်လားသဘောပါလားစားတိုင်းအာဟာရဖြစ်သလားအာဟာရဖြစ်အောင်စားမှကာယဗလပြေဝမှစိတ်တဗလအင်အားကောင်းလာတယ်ယုံနာကအပြန်အလှန်သဟဇာတဖြစ်နေတာကာယဗလအားနည်းလာရင်အခုခမရတို့ခန္ဓာကိုယ်တောင့်တင်းမှုမရှိရင်တရားတောင်ငြိမ်ထိုင်နိုင်သလားဒါကြောင့်ဗမာပြည်မှာစင်ကြီးလဲနေတယ်နိုင်ငံသားကတနေကုန်ထိုင်ဆိုတဲ့ထိုင်နေတာလုံးဝမလုပ်ဘူးအခုဗမာပြည်မှာတော့တဏှာကြီးထိုင်မှတရားလားမပြင်းမှမပြောင်းမှတရားလားဟာရှုံနေတာပဲသူတို့စင်ကြီးတွေသဘောပါလား15မိနစ်တောင်ဖြောင်းမထိုင်နိုင်တော့ဘူးကာယဗလမရှိတော့စိတ်တဗလမရှိဘူးစိတ်တဗလမရှိတော့ညာနာဗလမရှိတော့ဒီတော့အစာရဲ့အတိုင်းရှည်ကိုသိပါလို့မြတ်စွာဘုရားဆုံးမတာသည်လိုအပ်မလိုအပ်ဒါဖြင့်အားလုံးကိုသိသိမသိသိကိုယ်တိုင်လည်းဘယ်လိုစားမယ်အာဟာရဖြစ်အောင်စားပြန်ပြောမသိဘူးလားကျုပ်ပြောနေတာမကြားလို့လား